ရောင်လေးလက်ဝါလေးဟုတ်ရေသီးကြတော့ဦးတာကအသားထူထူပါပါအရသာသူကချီပြီးတာရေသီးဖြစ်တဲ့အတွက်ဟိုနောက်ပိုင်းကျမှဒီရေသီးတုံးကမှတန်အောင်ကြောက်ကြီးတော့ပေါ်တာလေဈေးနှုန်းအနေနဲ့ဆိုရင်ရေသီးကအဆင်ပြေရလေနော်အရင်မကြည့်ဘူးရင်နဲ့ဈေးလည်းမနေဘူးမင်္ဂလာပါရှင်အခုသီရိမင်္ဂလာဈေးကိုစောစောစီးစီးရောက်နေရပါတော့နဲ့အစောကြီးလည်းယုံထလာအိတ်ချင်နေသေးတယ်မိုးကလည်းကိုရိုက်မယ်ဆိုရင်နေကြမှာပဲရွာတော့တာပဲအခုကဒါ9လပိုင်းလဲရောက်နေပြီဆိုတော့ဒီချိန်ကဒွင်းနီးစားပေါ်တဲ့အချိန်ပေါ့နော်ပီဒီကိုတော့မှမင်းနေသေးတယ်ဒွင်းနီးကဟိုမိုးရသည်ကုံတဲ့အချိန်ကြီးဆိုတော့ဒါအခုကဒါစထွက်တဲ့အချိန်ဆိုတော့ဒီချိန်မှာဝယ်ဖို့အကောင်းဆုံးချိန်ပဲပေါ့နော်ပြီးတော့ဒွင်းနီးနဲ့မုံလုံးမယ်ဆိုတော့ဒွင်းနီးလာရွေးရပတ်စံတော့မပါလားပေးမှသူများပေးမှယူရအဲ့ဒါမုံလုံးပေးရမှာတော့လေအော်ဟုတ်ကဲ့လုတ်ပေးမှစိတ်ကြတော်ရမယ်လားဒွင်းဒီကအရှိမတော့ရှိရတယ်ဒါပေမဲ့အထဲကဆိုင်နေအရင်ဆုံးလိုက်ကြည့်လိုက်မယ်လေဒွင်းဒီဘယ်လောက်လဲ10လုံး6တလုံးချင်းစီမရအောင်လား10လုံး5လုံးအော်ဟုတ်ကဲ့ဦးလေးဒွင်းဒီဘယ်လောက်လဲ3000အော်အဲ့ဈေးကအများဆုံးပေါ့အဲ့ဒါတက်ဈေးနဲ့ကမရှိတော့ဘူးလားစားဖို့လည်းဘယ်နှလုံးလဲစားဖို့တစ်လုံးနှလုံးလောက်ပဲ3000ဝယ်ရတယ်ဒါတွေရောလေးရတော့အော်တောင်းအဲ့ဒီသူမြည်ကြည့်လို့ရလားယင်ခွဲပြီးတော့လေမြည်ကြည့်လို့ရလားနှလုံးလောက်ယူချင်လို့နှလုံးလောက်ဟုတ်ရေးသီးတွေကယူမလားရေးသီးတွေကပဲယူမယ်ဟုတ်အဲ့ဒီတစ်ချက်ကြည့်ကြည့်ပေးလေဘလို့လေးဆိုရင်ကောင်းတာလဲဒါကတော့အမွှားတော့နည်းမယ်တမွှားဒီလိုမျိုးလက်ခုပ်လိုမျိုးပါအဲ့လိုဟာမျိုးလေးအဲ့ဆိုရင်ဘယ်နှမွှားလောက်ပါတာလဲနည်းမယ်တမြောင်းမှာသူကတမွှားပဲအဲ့လိုမျိုးလုံးလေးတွေကြတော့ဟိုတမြောင်းမှာတင်းတင်းသုံးအဲ့လိုပါမွှားလေးတွေပါတယ်ဟိုကနေပဲယူသွားလေး1000ခွဲနဲ့ပဲ1000ခွဲအခုကတော့အန်တီတို့ပထမ2000ရောက်နေပါဟုတ်လားဟုတ်ကဲ့အဲ့ဆိုဒီတစ်လုံးယူလိုက်မယ်လေနော်ဒီတစ်လုံးယူလိုက်မယ်အဲ့ဒီတစ်ချက်ခွဲပေးပါအောင်နာယူလိုက်မယ်မလေး1000ခွဲလောက်ရမှာအန်တီတို့1000ကောင်းတယ်ယူလိုက်မယ်နော်အဲ့ဒါလေးအခွန်သာစိမ့်တယ်လေဒါပေမဲ့တချို့ကအခွန်စိမ့်ရင်အစိမ့်လို့အထဲမှာစိမ့်တယ်လို့မှတ်တယ်စိမ့်နိုင်တယ်မစိမ့်ဘူးတမီးဟုတ်ကဲ့ကောင်းတယ်အခုကဒါတော်တော်အဆင်ပြေနေပြီအဲ့လောက်ဆိုနေတော့ပဲ1000ခွဲနော်1000ခွဲဟုတ်ဒီနေ့မှပါရှင်ကျေးဇူးပါကိုကြီးဆိုင်သွားမိသေးတာဦးလေးဘယ်လောက်လဲ1000ခွဲဩဘာသီးလို့ခေါ်လဲဦးလေးရေးသီးနှစ်ခုလုံးရေးသီးပဲလားရေးသီးပဲအော်ဟုတ်အဲ့ဆိုအဲ့အလုံးဒီဘက်ကအလုံးလောက်အကြီးဆိုရင်လေအဲ့တစ်လုံးဘယ်လောက် kg ရှိမလဲဒီခွဲရှိမယ်1 kg ရှိမယ်3 kg ရှိမယ်အော်1 kg ကို2000ခွဲအဲ့ဆိုဒီဘက်ကတစ်လုံးယူမယ်ဘယ်ဥစ္စာဆိုကောင်းတော့လဲတစ်လုံးယူမှာဟုတ်တစ်လုံးယူမှာကောင်းပါလို့ကောင်းပါနော်ကိုကြီးကောင်းမရမယ်โอเคကောင်းပါ1000အော်1000ပဲရေနှလုံးလောက်ယူမှဖြစ်တော့မယ်1000နဲ့ပြီးရင်နှလုံးထည့်မယ်နော်အဲ့ဆိုနှလုံးထည့်မယ်ကိုရောင်းတာကြာပြီလားကိုကားလေးကောင်းတယ်ကောင်းဟုတ်ဟုတ်ဒီတော့ပဲနောက်ဘာနေရဆိုဘယ်လိုလဲအမဲ့လွန်တာမဟုတ်ဒီကောင်အထက်ထက်ချိုးဝါရောင်ဝါရောင်အသီးနောက်တစ်လုံးရွေးပေးရောနောက်တစ်လုံးရွေးရမှာခါးလေးစားမလားခါးလေးအခါကြီးတော့မစားဘူးအခါတော့တချို့အခါမကြိုက်ချိုးတာပဲကြိုက်တယ်ရိုင်ဒါချိုးသည်ဒါလေးနဲ့ရိုက်နေဒါလေးနဲ့အားကြီးဆုံးလေး9000နဲ့ဒါလေးရောက်တအားကောင်းတယ်ဓပုံလေးရိုက်လိုက်ဒီမှာဟိုတလုံးကနော်ဝေါ်လေးကချိုးကားလေးမခွဲတဲ့တလုံးကတမီးကလူကြုံမှာလိုက်လို့ဝယ်ပေးတာရတယ်ချိုးမရမယ်မဟုတ်ဘူးပြောခက်နေမှာဘလို့ကြည့်ပြီးရွရလဲကိုအနက်နဲ့ရွရအော်အနက်နဲ့အေးအပေးတယ်အမှန်တမ်းအေးဆွဲပဲဝါရောင်လေးဝါရောင်လေးလက်ဝါရောင်လေးလက်ဝါလေးကောင်းလားဒီချိန်မှာလာမကောင်းလက်ပြပါနဲ့ဒီမှာကောင်းတာစားအဲ့မှာဖြေးစားရေးသီးရောက်တာကြာပြီလား
ဒီကတော့တော့ပေါ့10နှစ်12နှစ်လောက်ရှိ စနေစနေနေ အဲ့လောက်ပဲရှိ ဒီဆိုင်မှာပဲလား တွင်းသီးရောက်တာ12နှစ်ရှိပြီဟိုကမော်လမြိုင်မှာနေလာတာ9နှစ်မော်လမြိုင်နေလာတယ်ရေးမှာနေလာတာ9နှစ်ဘာလို့ဆိုဒီတွင်းသီးသွားပြီးတော့ခြံနေအဲ့မှာဟောပေါ့အဲ့မှာနေတင်ပေးတာအခုကတော့ဒီမှာကိုယ်တိုင်လာရောက်နေ ချမ်းနေပြီးတော့ အဲ့လိုရောက်တော့ဈေးပို့ချိုးတယ်ပေါ့အခုစီကပစ္စည်းတယ်ရည်သွေးကောင်းတဲ့ပစ္စည်းပဲပေးတာပေါ့ ခက်ရောင်းတော့ရတယ်အခုနဲ့လေဈေးတွေကရဲတက်သွားလားဆက်စစ် သူကဒါသူကတွင်းစီပေါ်ကားစားပဲရှိသေးတယ်လေအဲ့တော့နည်းနည်းဈေးကြီးသေးရပေါ့ ဒါဈေးကြီးသေးတာ ဈေးကြီးသေးတာအဲ့ဒါနဲ့ကြမှာနောက်ဥပါတော့ဗောနောက်တစ်လလောက်ဒို့လို့ရှိရင်တော့ပိုးပြီးဈေးကချိုးလာမှာလေ ကျွေးမရပါလေမိုးရသည်အကုန်လောက်ကြီးဆိုတော့လေတို့ရကျွေးမယ်ဆိုတော့ဒီဆိုတော့အဲ့ချိန်တော့မှဝင်ကိုတက်တာတယ်ပေါ့လို့ပြောတာ အေးပေါ့မိုးရွာလေးဈေးချိုလေးပေါ့ ဩအဲ့ဆိုဆက်ချင်းဝင်ဈေးကြီးသေးတယ်ဩကိုကြီးဆိုင်မှာရတဲ့ဟိုကျွေးသည်အမျိုးစားလေးရဲ့ဈေးနှုန်းလေးတစ်ချက်ကိုကြော်ညာလို့ရတယ် တွင်းစီမှာအကိုကြီးဆိုင်မှာ9000တန်နေပြီးတော့ ဟုတ် ဗမာသီးဆိုရင်1000ခွဲ3000တန်နေရှိတယ် ဆက်တာပဲ ကိုရီးယားဆိုရင်ချန်နီရှိတယ်မွန်ထောင်းရှိတယ် ဟုတ် ခိုင်းဆက်ရှိတယ် ကိုကြီးအနေနဲ့ကိုကြီးရဲ့ကိုကြီးအမြင်ရဆိုတော့ဒီကအချိုးဆုံးကောင်း ဟိုကတော့ချန်နီသီးပဲကြိုက်တယ် ချမ်း ချန်နီသီးပဲကြိုက်တယ် ဟောချန်နေပြီဟောညာအဲ့ဆိုတော့ဒါကတတောင်ဝဲအဲ့လေတတောင်ဝဲ อืม ဟုတ်လားဒီမှာလေ 3000မပြီ သုံးတောင် ကြိုက် အဲ့နော် โอเคโอเค ဒီမှာလေကိုကြီးရင်းသည်ပဲဈေးလဲရင် ပြန်အောင်လို့စားဖို့ ပြန်ဦးမဟုတ်စားဖို့ ကောင်းတာရေးဒီမှာ ဒါရေးဒီ တော့ပြေးပေါ်တယ် အော် ရေးဒီဖြစ်နေတဲ့ဒီကောင်ကျတော့ဘုလူဒီမှာဒါ ဟုတ် တော့လေလက်လီဒါပြန်အောင်သမားဆိုရင်ကိုကြီးတော့ခွန်အောင်ရောင်းတယ် အော်9000ရောင်းနေပြန်အောင်သမား ပြန်အောင်သမားဆို လက်လီဆိုရင်ရော လက်လီဆိုရင်ကဒီခုနကပုံပြက်ရင်တော့ကိုလည်းသစေးပေါ့ အော်အော် ဒီပုံပြက်ပြီးဒီကကောင်းတော့ခုလက်လီကောင်းရောင်းတာကိုတော့ အော်9000အဲ့ဒါရေးသည်ပဲ ဒါကိုရေးဒီ အကုန်ရေးသည်ပဲ ရေးဒီတွေဘလုံးမရအောင်ကိုကြီးရော အော်ဟုတ်ဟုတ် ဟိုကောင်ကျတော့ဟိုကောင်ကျတောင်းနေတာ ခုကမိုးရသည်အကုန်လောက်ထီတွင်းသီးရတွင်းသီးရသည်ဆိုတော့လေတွင်းသီးကအဲ့လိုမျိုးစပြီးတော့ရောင်းရတဲ့အချိန်ခုလိုမေလအပိုင်းမှာဆိုရင်ဈေးကြီးရလို့ပြောတယ်ပေါ့နော်ရှေ့ကဈေးတဲ့ထီကလေအဲ့တော့ဟိုမိုးရသည်ကုန်တဲ့အချိန်လောက်ဆိုရင်ဈေးကျသွားတယ်အဲ့အချိန်အဲ့လိုမျိုးပဲလားအဲ့အချိန်ကမှလူတွေကလာဝဲကြလာလို့ဈေးကျ အဲ့လိုမဟုတ်ဘူးကတော့ဒီယာဒီမှာတော့ကိုကဈေးကြီးရတော့မှန်တယ်ဒါပေမဲ့ဈေးကြီးပြီမဲ့ကိုကဈေးကြီးမဲ့ကိုကတန်တာကတည်းကပူပေးရတာပုံများတယ်အဲ့တော့ကိုကဒီယာဒီမှာဈေးကြီးပြီမဲ့ဒီတိုင်းပြန်စားကြပါ အေးဟုတ်တယ်နော် စားလဲစားကြအဓိကကိုရောင်းတဲ့လူပေါ်မှာမူတည်တယ် ဟုတ် ရောင်းတဲ့မှာမူတည်တယ်ဆိုတော့ကိုကကိုကောင်းကောင်းခုနကပဲတစ်လုံးပဲလာဝယ်တစ်လုံးပဲလာဝယ်သူတို့ကိုပြောမှဆိုသူတို့တန်ကြီးလေးနဲ့ဟိုဝယ်စားတဲ့ခါကျတော့သူ့ဈေးတွေကောင်းကောင်းရောင်းပေးပါတယ်ဟိုကအသားထူတာအသားပါတာတော့အခုလည်းထဲမမြင်ရတယ်ဒီကတော့အရသာတော့ကောင်းတယ်ဗမာကြီးကတော့အရသာကောင်းတယ်လေးပင်တယ်ဝေးရကြီးကျတော့သူကတော့အစိမ့်စားတာအသားထူတာ အော်ဟုတ်ကဲ့ရောင်းရတာဘယ်သီးဆိုကိုရောင်းရလဲရေးသီးကရောင်းကော ဒီ င်း ချိန်မှာရေးကြီးရရောင်းသွားတယ်ရေးကြီးရရောင်းသွားတယ်ဒီဒီထဲမှာရေးကြီးတစ်စက်ကလည်းဆွဲရလဲပါတယ်အရသာလည်းကောင်းတယ်အရသာလည်းရမ်းကောင်းတယ်ရေးကြီးကျတော့ဥဒ္ဒကအသားထူထူပါပါအရသာသူကချီပြီးတာရေးကြီးဖြစ်တဲ့အတွက်ဟိုနောက်ပိုင်းကျမှဒီရေးကြီးတုံးကမှတန်အောင်ကြောက်ကြီးတော့ပေါ်တာလေ အော်ဈေးနှုန်းအနေနဲ့ဆိုရင်ရေးသီးကအဆင်ပြေရလေနော်အရင်မကြည့်ဘူးရင်နဲ့ဈေးလည်းမနေဘူးသူ့အနေထားနဲ့သူ့အလုံးအရွယ်စားနဲ့ဆိုရင်နော်အော်ဟုတ်ကဲ့ကျေးဇူးပါကိုကြီးအများကြီးဖြည့်ပေးလို့ပေါ့နော်ဟုတ်ကဲ့ လေဝယ်ပြီးတော့အိမ်မနိုင်မနေနဲ့ PD ဘယ်နာရောက်နေလဲမသိ PD ကိုလိုက်ချအောင်မယ်မအားဆိုရင်ကားနာပဲပြန်ပြီးသူ့ကိုစောင့်ကြမယ် Okay let's go လူရည် ဟမ် ဒီငါဟင်းချက်ဖို့ဝယ်ခိုင်းတာလေ ဘယ်နဲ့ပဲထားပါခင်ဗျာလေ ဟဲ့ကုန်ပြီနေဟာငါဘာဘလို့ချက်ရမှာတော့ဟင်းကို အေးနော်ရပါတယ်တွင်းနဲ့အသားမရှိလဲအစိနဲ့ချက်လို့ရပါဟာလေ ဟဲ့နေအစိနဲ့ချက်တော့ငါတခါမှမကြားဘူး ချက်လို့ရတယ်ပိန်နေစီတော့မှအစိလှော့တယ်ပါညာမကြားဘူးလား ဘူးနီးအစိချက်လည်းရှိလို့လားဟဲ့ယူ ပြ ရ အမေချက်ပြမယ်ကြည့်နေရှေ့ကိုချက်ပြမယ်အသားတော့ဒီနေ့စားလိုက်တော့မယ်ကောနော်အချိန်ပါနေဘူးမလို့လောက်ပါစားလိုက်တော့မယ်နော်အာ ဒါပဲ